version အသစ်မှာတစ်ချက်ကြည့်လိုက်ရုံနဲ့စက္ကန့်ပိုင်းတွင်လုံခြုံစွာပေးချင်နိုင်တာပဲ version အသစ်မှာတစ်ချက်ထိလိုက်ရုံနဲ့စက္ကန့်ပိုင်းတွင်လုံခြုံစွာပေးချင်နိုင်တာပဲ version အသစ်မှာတစ်ချက်ထိလိုက်ရုံနဲ့စက္ကန့်ပိုင်းတွင်လုံခြုံစွာပေးချင်နိုင်တာပဲ